အသင်းကမလိုတော့ဘူးဆိုမှမိတောက်အောင်ကောင်းပြခဲ့တဲ့ဟီးရို9ယောက်မင်းကိုမလိုတော့ဘူးမင်းအထုံးမကြတော့ဘူးလို့အပြောခံရပြီးမှပိုလန်တဲ့ form နဲ့ပြန်လာခဲ့တဲ့ဘောလုံးသမား9ယောက်နောက်ဆုံးတစ်ယောက်ကတော့တကယ်ကိုဆရာကြီးပဲဗျာပထမဆုံးကတော့ဘန်ဇီမာပါရိုနယ်ဒိုရှိစဉ်ကသူ့ကိုဂိုးမသွင်းနိုင်တဲ့တိုက်စစ်မှုဆိုပြီးလှောင်ခဲ့ကြတာဒါပေမဲ့ရိုနယ်ဒိုထွက်သွားပြီးနောက်ပိုင်းသူဘာလုပ်ပြလဲ2020နှစ်မှာ Real Madrid ကို Champions League ဖလားရအောင်ဆွဲတင်ပေးပြီး Ballon d'Or ပါယူပြလိုက်တယ်အခုတော့သူ့ကိုလှောင်ခဲ့တဲ့သူတွေပါဇက်ပိတ်ကုန်ပြီပေါ့ဒုတိယကတော့ Emi Martinez ပါအာဆင်နယ်မှာ10နှစ်ကြာအောင်အရန်ကုန်မှာထိုင်ခဲ့ရပြီးအငှားချတာပဲခံခဲ့ရသူပါမင်းကအရန်ကိုသမားပဲလို့အသက်မှခံရကနေအခုတော့ Aston Villa အားကိုးရတဲ့သူအာဂျင်တီးနားနဲ့ကမ္ဘာဖလားကိုသိမ်းပိုက်နိုင်ခဲ့တဲ့ကမ္ဘာအကောင်းဆုံးဂိုးသမားဖြစ်နေပါပြီတတိယကတော့ Zlatan ပါအသက်38နဲ့ American League ကနေ AC Milan ကိုပြန်လာတော့လူတွေကအဘိုးကြီးလာနာတာလို့ထင်ခဲ့ကြတာဒါပေမဲ့ Zlatan ကငါကနားဖို့လာတာမဟုတ်ဘူးနိုင်ဖို့လာတာဆိုပြီးမီလန်ကို17နှစ်ကြာမှ Serie A ဖလားပြန်ရအောင်လုပ်ပေးသွားခဲ့တယ်စရုပ်ထက်ကတော့ Odegaard ပါ16နှစ်သားနဲ့ Real Madrid ရောက်သွားပြီမယ်နေရာမရခဲ့ပဲပွဲမတိုးတဲ့လူငယ်ကျယ်ပွင့်လို့အပြောခံခဲ့ရသူပါအခုတော့ Arsenal ရဲ့ကွင်းလေဖန်တီးရှင်ကြီးနဲ့အသင်းခေါင်းဆောင်ဖြစ်နေပြီး Premier League ရဲ့အတောက်ပဆုံးကျယ်ပွင့်တပွင့်ဖြစ်လာခဲ့ပါပြီနောက်ဆုံးတစ်ယောက်ကတော့ Dani Alves ပါအသက်38နှစ်မှာဘာစီလိုနာကဖတ်ဆံမရှိလို့အလားခေါ်လိုက်တာလူတွေကကစားနိုင်ပါအောင်မလားလို့တန်တရားဝင်နေချိန်မှာသူကကွဲနယ်မှာလူငယ်တွေထက်ပိုပြေးပြီးအသင်းကိုစိတ်သက်ပိုင်းရောကစားအားရောမြင့်တင်ပေးရပါတယ်ဆရာကြီးကတော့ဆရာကြီးပါပဲဗျာမိတ်ဆွေတို့ရောဘေကစားသမားရဲ့ပြန်လာမှုကအမိုက်ဆုံးလို့ထင်လဲကောမန့်မှာရေးခဲ့ပါဦး